Hello အားလုံးပဲမင်္ဂလာပါအဲ့တော့ဒီနေ့ဒါရင်တစ်ခေါက်ပြောပြပေးခဲ့တာ stereo imager ကြောင့်ဒါ VST plugin ကိုဘယ်လိုသုံးရမလဲဆိုတာကိုဒါအားလုံး intro ပြောပြပေးခဲ့တယ်အဲ့တော့ဒီ stereo imager ကိုသုံးတဲ့အခါမှာဒီ audio tracks တွေအများကြီးကြားထဲမှာဒါ master bass တွေနဲ့ဒါဘယ်လိုသုံးရမလဲဆိုတာကိုဒီနေ့ဒါပြောပြပေးမယ်အဲ့တော့ဒီ master bass မှာသူ့ဒါထည့်ခဲ့ရဆိုတာဒီ track တွေကို panning နဲ့သူ့ဒါလိုအပ်တယ်လို့ကျွန်တော်ကဒါ teacher control လုပ်ပေးရမှာဖြစ်ပါတယ်အဲ့တော့သူ့ကိုကျွန်တော်ကဒါ instrumental tracks တွေမှာလိုအပ်တဲ့ဒါ guitar ဆိုလဲဒါ left right KB ဆိုလဲချာထူကြတဲ့ effect လေးတွေဆိုရင်ကျွန်တော်ကဒါသူ့ဒါ left right left ကြီးပဲတော်လကောင် right တော်လကောင်သူ့ကျွန်တော်ကဒါ left ကို right ကိုတော်လကောင်ခွဲပြီးတော့ဒါ stereo ကျွန်တော်ဒါ degree အနေနဲ့သူ့ဒါ layer အနေနဲ့သူ့ဒါကျွန်တော်ဒါ direction အနေနဲ့ဒါထည့်ပေးရမှာဖြစ်တယ်အဲ့တော့ဒါကျွန်တော်ဒါ KB drum ဆိုလဲခုနပြောသလိုကျွန်တော်ဒါ kick ဆိုရင်သူ့ဒါ mid မှာ90 degree မှာကျွန်တော်ဒါရှိလို့ရတယ်အဲ့တော့ဒါ bass တို့ကျွန်တော် vocal တို့ဆိုလဲဒါ mono ဖြစ်လို့တော့ရတယ်အဲ့တော့ဒီ stereo ဖြစ်ရမယ့်ဒီ string တွေ pad တွေမှာတို့ဒါအတန်းအခြားကျွန်တော်ဒါ instrument တွေအခြား KB နဲ့ကျွန်တော်ဒါတီးတဲ့ effect လေးတွေဆိုလဲဘယ်ညာရဲတို့ဒါပြင်းနေရလေးရှိအဲ့တော့ဒီ stereo နဲ့ပတ်သက်ပြီးကျွန်တော်ဒါ tracks တွေမှာတို့ဒါ individual track မှာဒါ panning လုပ်ပေးဖို့လိုတယ်အဲ့ဒါလိုပြီးသွားတဲ့အခါမှာကျတော့တို့ဒါ final မှာကြာမှာဒါ master bass မှာတို့ဒါအချောအနေနဲ့တို့ဒါခုနပြောသလို effect တွေကျွန်တော်ဒါ saturation တွေ equalizer တွေတုံးနေရကျွန်တော်ဒါရောထွေးသွားတဲ့အခါမှာ stereo imager ကိုကျွန်တော်ဒါတိတိကျကျတို့ဒါ stereo အနေနဲ့ဒါ control လုပ်ပေးရမှာဖြစ်တယ်အဲ့တော့သူ့ကိုကျွန်တော်ကဒါ stereo imager ကိုဒါအချောအနေနဲ့ဒါလိုအပ်တယ်လို့သူ့ကိုခုနပြောသလို tracks တွေမှာရှိရတာ saturation တွေ stereo အနေနဲ့မတည်တတ်မှုတွေကိုအချောပြန်လုပ်ပေးရမှာဖြစ်တယ်ဟုတ်ပြီအဲ့တော့ဒါ audio lesson နဲ့အတူကြည့်လိုက်ကြအောင်ဒါ audio tracks တွေအများကြီးတွေကမှဒီ band တစ်ခုစာတည်ရတဲ့မှာဒီ stereo imager တခုကိုဒါ VST plugin ကိုဒါ master bass မှာဒါထည့်ထားရဲပေါ့နော်အဲ့တော့ stereo imager တစ်လုံးကိုထည့်လိုက်တဲ့အခါမှာဒီသူ့ရဲ့ဒီဘာတွေကျွန်တော်တို့ဒါထူးခြားသွားမလဲဆိုတာကိုဒါကြည့်လိုက်ကြအောင်အဲ့တော့ဒါဒီ master bass မှာဒါထည့်ရဆိုတာကြောင့်ဒီ track တွေအားလုံးရဲ့ဒါအားလုံးပေါင်းထားတဲ့ဒီ master bass မှာဆိုရင်ဒါ stereo imager တစ်လုံးကိုဒါထည့်ထားရဲပေါ့နော်အဲ့တော့ stereo imager တစ်ခုကိုဒါထည့်ထားရဲပေါ့နော်အဲ့တော့ဒီ stereo imager ကိုထည့်ထားတဲ့အခါမှာသူ့ရဲ့ဒီ master track မှာထည့်ရဆိုရင်ကြောင့်နည်းနည်းသူ့ဒါပို့ပြီးတော့ impact ပို့ပြီးတော့တက်ရောက်တယ်အဲ့တော့ဒါကတော့ကိုယ့်ရဲ့ဒီကျွန်တော်တို့ဒါတီးထားတဲ့ individual track မှာဒါ bass တွေနဲ့ဘယ်လိုတီးထားလဲနောက်တစ်ခုကကျတော့ dynamic control ရသူ့ကိုကျွန်တော်ကဒါပို့ပြီးတော့ impact တက်ရောက်မှု effective ပို့ပြီးတော့တက်ရောက်ခြင်း master track မှာသုံးကြတာလေးရှိတယ်သို့တော့ကျွန်တော်ကဒါရောင်ရောင်လေးသူ့ဒါအများသောအားဖြင့်သူ့ကျွန်တော်ကဒါ bass လိုမျိုးကျွန်တော်ကဒါသူ့ effect တွေထည့်ရကြတော့သူ့ဒါ track မှာသူ့ဒါ direct ထည့်ရတဲ့ပို့ပြီးတော့သူ့ကျွန်တော်ကဒါ impact effective ပို့ပြီးတော့တက်ရောက်မှုမရှိဘူးပေါ့နော်အဲ့တော့ဒါကိုယ့်ရဲ့ဒါတီးထားတဲ့ပုံမှာကိုယ့်ရဲ့ဒီ recording လုပ်ထားတဲ့ပုံမှာအခြား VST plugin တွေနဲ့ low coordination combination လုပ်ထားတဲ့ပုံမှာမူတည်ပြီးတော့သူ့ရဲ့ဒါလိုအပ်တဲ့ပုံစံအတိုင်းကိုကျွန်တော်ကဒါ master bass master track မှာသူ့ဒါအဆင်ပြေသလိုချိန်လို့ရတယ်အဆင်ပြေသလိုဒါ control mix and master တွေလုပ်လို့ရတယ်အဲ့တော့ဆိုပါစို့ဒါလိုရင်းကိုဒါပြန်ပြီးတော့သွားလိုက်မယ်အဲ့တော့ဒီ track တွေအများကြီးရဲ့ဒီ master bass မှာထည့်ထားတဲ့အခါမှာဒီ stereo imager ကိုဒါပြီးခဲ့တဲ့အခါကပြောခဲ့သလိုမျိုးပေါ့နော်အဲ့တော့ဒီ stereo imager ဆိုတာကြတော့သူ့ဒါကျွန်တော်ကဒါအများကြီးသုံးရင်လည်းမကောင်းသူ့ဘာလို့သုံးရလဲဆိုတာကိုဒါအကြမ်းမြင်ရှင်းပြပေးခဲ့တယ်အဲ့တော့ဒါ stereo မှာကျွန်တော်တို့ဒါ track တစ်ခုချင်းစီမှာ guitar ဆိုလဲဒါ left right ကျွန်တော်တို့ဒါ panning ခွဲထားတာရှိတယ် KB ကျွန်တော်တို့ဒါ pad string နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒါအများကြီးသူအခြားကျွန်တော်တို့ဒါ effect တွေထည့်ထားတဲ့အခါမှာအဲ့ဒီပုံမှာကျွန်တော်ကဒါ KB နဲ့အခြား electric piano တွေ organ တွေအခြား effect လေးတွေလှအောင်ဆိုပြီးတော့ကျွန်တော်တို့ဒါ MIDI လေးနဲ့တီးပြီးတော့အခြား effect လေးတွေတီးပြီးထည့်ထားတဲ့အခါမှာနောက် guitar ဆိုလဲဒါ left right နောက် KB electric piano ဆိုလဲသူ့ဒါ string တို့ပါဆိုလဲ left right အခြားသူ့ဒါအခြား effect တွေတီးထားတဲ့ကျွန်တော်တို့ဒါ KB လေးတွေ organ အတန်လေးတွေဆိုလဲကျွန်တော်ကဒါ left ကြီးပဲသူ့ပေးထားတာရှိသလို right နဲ့လည်းပေးထားတာရှိတယ်အဲ့တော့ဒီ stereo ဆိုတာခုနကကျွန်တော်တို့ဒါအရင်တစ်ခေါက်ကျွန်တော်ဒါဗီဒီယိုမှာပြောခဲ့သလိုပဲသူ့ကျွန်တော်တို့ကဒါ90 degree မှာတမတဲသူ့ဒါတသမတဲရှိရမယ်ဆိုတာမဟုတ်ဘူးပေါ့နော်အဲ့တော့တသမတဲရှိရမယ့် track တွေကလည်းရှိတယ်အဲ့ဒီကျွန်တော်တို့ဒါ track channel တွေကတော့ဒါခုနပြောခဲ့သလိုပဲဒါ drama ဆိုရင်လည်းဒါ kick တန်တွေနောက် vocal တို့ bass တို့နောက် solo lead တီးတဲ့ခါမှာသူ့ဒါအလဲမှာကျွန်တော်တို့ဒါ90 degree သူ့ကျွန်တော်ကဒါအလဲမှာထားလို့ရတယ်ပေါ့နော်အဲ့တော့ဒီ channel ဒီကျွန်တော်တို့ဒါလှပအောင်ခုနပြောသလိုပေါ့နော်ဒီ effect အတန်လေးတွေဆိုဘယ်ညာကျွန်တော်တို့ဒါပညာပြေးွားတဲ့ကျွန်တော်တို့ဒါ stereo အတန်လေးတွေမှာဆိုလေတို့ဒါ degree နဲ့ left တွေ right တွေကိုတို့ဒါပြေးွားတဲ့အတန်လေးဆိုပို့ပြီးတော့လှတယ်အဲ့တော့အလယ်မှာစုပြုံရင်ကြတော့အတန်ရဲ့ဒီကြည်လင်မှုသူ layer တစ်ခုချင်းစီမှာကျွန်တော်ကဒါ degree မှာ stereo မဖြစ်တဲ့အခါမှာအလယ်မှာစုပြုံနေတဲ့အခါကျတော့အတန်နေရာလဲသူ့ရဲ့ frequency တွေကအားလုံးစုပြုံပြီးတော့ဒါအများဆုံးအပြင်ဒါသူ့ကိုဘယ်လောက်ပဲလှအောင်ကျွန်တော်က TT ကျွန်တော် solo တို့ vocal တို့ဘယ်လောက် harmony တို့ဆိုလဲ harmony ဆိုလဲဒါကျွန်တော်တို့ဒါသူ့ဒါကျွန်တော်တို့ stereo ဖြစ်ရမယ်ပေါ့နော် harmony အတန်ဆိုလဲသူ့ကျွန်တော်ကဒါဘယ်လောက် degree မှာထားရမလဲအဲ့တော့ stereo ဖြစ်ရမယ် harmony ဆိုတာ harmony တန်လေးတွေလိုက်တဲ့အခါမှာရှိအဲ့တော့ဆိုလိုချင်တာကဒီ harmony တန် vocal ဆိုလဲဒါ harmony တန်ကိုသူ့အလယ်မှာမရှိဘူးသူ့ဒါ stereo တန်ဖြစ်ရမယ်အဲ့တော့ဒီ main lead vocal ကတော့ဒါ
အလဲ90 degree mono ဖြစ်လို့ရတယ်အဲ့တော့ဒီ stereo နဲ့ပတ်သက်ပြီးတော့ဒါပြောရမယ်ဆိုတော့အများကြီးပေါ့နော်အခုနကပြောသလိုကျွန်တော်တို့ဒါ overhead တန်လေးတွေဆိုလဲဒါ drama ဆိုလဲဒါပညာပြင်းနေရလေးရှိတယ်အဲ့တော့ဒီ kick ကတော့ကျွန်တော်တို့ဒါအလဲမှာပဲရှိရမယ်ပေါ့နော် bass တို့ main lead vocal ဆိုရင်အလဲမှာရှိရမယ်ခုနကပြောသလိုကျွန်တော် effect လေးလှတဲ့တန်လေးတွေဘေးကြီးပဲရှိတဲ့အခါမှာလည်းရှိသလိုညာမှာလည်းညာကြီးပဲညာမှာရှိတဲ့အခါလည်းရှိတယ်အဲ့တော့ဒီ layer တွေကိုကျွန်တော်ကမခွဲဘဲနဲ့ခုနကပြောသလိုအားလုံး90 degree အဲ့တော့ဒီပန်းလေးနေမခွဲဘဲနဲ့ဒါအလဲကြီးပဲတို့ဒါ90 degree တဲ့ကြီးတမတ်တဲ့ဒါ mono ဒီ layer တစ်ခုကနေဒီ direction တစ်ခုထဲမှာဒီ track ရဲ့တန်တွေကိုကျွန်တော်ကဒါအားလုံးစုပြုံပြီးထားတဲ့အခါမှာတို့ကျွန်တော်ကဒါ layer တစ်ခုထဲမှာပဲ direction တစ်ခုထဲမှာပဲဒါစုပြုံပြီးထွက်သွားတဲ့အခါမှာအတန်ကကျွန်တော်ကဒါစုပြုံပြီးတော့ခုနကပြောသလိုပေါ့နော် vocal ကလည်းမကြည်လင်တော့ဘူး guitar တန်တွေကလည်းကျွန်တော်ကဒါကြည်ကြည်လင်လင်နဲ့ကျွန်တော်ဒါလွင်အတန်လွင်လေးတွေမကြားတော့အဲ့တော့ kick ကလည်း kick တွေ bass တွေကလည်းဒီ low frequency အဲ့တော့ low mid မှာပဲစုပြုံပြီးတော့ဒီ layer တစ်ခုထဲမှာကျွန်တော်ဒါ direction တစ်ခုထဲမှာပဲထွက်နေတဲ့အခါမှာအားလုံးကစုပြုံပြီးတော့ခုနကပြောသလိုမတူညီတဲ့ frequency တွေကဒီ layer direction တစ်ခုထဲမှာပဲစုပြုံပြီးထွက်လာတဲ့အခါမှာတန်တွေကလည်းကြည်လင်မှုမရှိဘူးမိုက်ကောင်းသားနဲ့ဖန်ထားရဒီ guitar တန်လေးတွေကလည်းဒါအတန်လွင်မှုကိုအတန်ကျွန်တော်ဒါလွင်လေးနဲ့ဒါစိတ်လူရှာကောင်းတဲ့အတန်လေးတွေကိုဒါအပြည့်အဝကြားရမှာမဟုတ်ဘူးဒီမနှဲနားထောင်နေရမှာပေါ့နော်ဒီ direction တစ်ခုတွေကနေပြီးစုပြုံပြီးတော့ထွက်တဲ့အခါမှာသူ့ရဲ့ဒီ channel ကျွန်တော်ဒါ degree ပြောင်းမိလိုက်တဲ့အခါမှာပန်းနေပြောင်းမိလိုက်တဲ့အခါလောက်ဒီဟာကြည်လင်ပြတ်သားပြီးတော့ဒါကောင်းကောင်းမွန်မွန်ကျွန်တော်တို့ဒါတုံးလှလှပပကိုကျွန်တော်ကကြားရမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ဒါ track တွေတစ်ခုချင်းစီ